သူ့ကိုမဆုံးရှုံးခြင်းလို့ကိုဆုံးရှုံးခဲ့ရတယ်ကျွန်တော်တို့ဟာကိုချစ်တဲ့သူတွေကိုဆုံးရှုံးရမှာအကြောက်ကြီးကြောက်တဲ့သူတွေပါကျွန်တော်တို့ဘဝမှာတော့စစ်ဖြစ်တဲ့ဆက်ဆံရေးတွေကိုလည်းချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေမျက်ွယ်ပြူထားတတ်ကြပါတယ်တခါတရံမှာကိုယ့်အတွက်ကိုယ်တော်မစင်စားပဲကိုချစ်တဲ့သူတွေရဲ့ဆန္ဒတွေကိုအုံနောက်ထဲနှလုံးသားထဲအပြည့်နေရာပေးထားတတ်ကြပါတယ်အဲ့ဒီလိုနဲ့တဖြည်းဖြည်းသူတို့ပျော်ဖို့ကိုပဲစဉ်းစားရင်ကိုပျော်ဖို့ကိုမိသွားတတ်ကြတယ်သူတို့စိတ်မကောင်းမဖြစ်ဖို့အရာအလုံးကိုတီးခံရင်ကိုယ့်ရဲ့နာကျင်မှုတွေကိုတိတ်တိတ်လေးမျိုးသိပ်ထားတတ်ကြတယ်တနေ့မှာတော့ကျွန်တော်တို့ဆုံးရှုံးရမှာကြောက်ခဲ့တဲ့သူကကျွန်တော်တို့ကိုထားသွားခြင်းထားသွားနိုင်တာပဲလေဒါပေမဲ့အကြောက်ရဆုံးအရာကသူတို့ကိုဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူးသူတို့ကိုမဆုံးရှုံးရအောင်ကြိုးစားရင်ကိုဆုံးရှုံးသွားတာကပိုပြီးနာကျင်စရာကောင်းလာပါတယ်ဒါကြောင့်ချစ်ချင်းကကိုဖျက်ဆီးတဲ့အရာမဟုတ်ဘူးချစ်ချင်းကကိုတန်မိုးကိုမေ့လျော့သွားတဲ့အရာလည်းမဟုတ်ဘူးတခါတရံမှာထွက်ခွာဖို့ဆုံးဖြတ်လိုက်တာကသူတို့ကိုမချစ်တော့လို့မဟုတ်ဘူးကိုပြန်ချစ်ဖို့ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်ကိုငိမ့်